ကိုရီးယားဘောမဲပဲကိုလေးအမဲပဲကြိုက်တာပဲဒါပေမဲ့အဖြူလဲမစိုးမိုက်တယ်ဟုတ်တယ်ဟိုပြန်ရောက်တော့အဖြူကပိုစင်းအမဲပဲစီးနေစားထင်တယ်အဲ့တော့ဘောဖြူလေးပဲရွေးလိုက်ပါโอเคကိုဘောယူကိုညအတူတယ် skin ရဲ့ jean ရဲ့ style ရဲ့ဟုတ်တယ်အဲ့ဟာနဲ့တူတယ်တသားသူတို့ရဲ့တင်စားတွေကဒီလို public ပါပဲလို့ပွဲတွေမှာမစုံပြစ်တာအဲ့ဒါလည်းမဖြေတာပဲရှိတာအဲ့ဒါဖြေရပဲရှိတာပြင်မာတော့မျက်စက်တယ်ရှိတယ်ဟုတ်တယ်နေဝဲထင်နေကြလူတိုင်းနှစ်ယောက်မဖြူနှစ်ယောက်မဖြူတော့ဟုတ်ပါရောသူနေတဲ့ချက်ဘာလဲအပြိုကြီးပေါ်ပြီးပေါ်ပြိုကြီးကတယ်ပါသေးတယ်ကိုနည်းနည်းပိုကြီးပါစိတ်ကအပြိုကြီးမဟုတ်ဘူးဒါပေမဲ့ချစ်ကပုံလို့လားပေါ့ဟုတ်ဒါပေမဲ့စိတ်တိုက်ချင်းတူတယ်ဟုတ်တယ်ထိုက်ချင်းတူလို့နည်းနည်းလေးပေါင်းလို့ရပါတော့ဟုတ်တယ်မလွတ်လက်နေရကြိုက်တယ်ကိုချစ်တယ် open side လို့ဆိုရင်ကိုချစ်တယ်နောက်ပတ်ဝန်းကျင်ကိုတိတ်ပြီးတော့ခဲမလို့ကိုလေးကိုလုံးချင်တာလေးပေါ့နော်ဟုတ်တယ်စိတ်လည်းရှင်းတယ်ရှင်ကိုလုံးချင်တာကိုလုံးလို့ရတယ်ဘယ်သူမှတိုင်ပင်စရာလည်းမလိုကိုရှာတဲ့ပတ်စံကိုတုံးမယ်ဟုတ်တယ်ကိုသွားချင်လားဘယ်သူမှတိုင်ပင်စရာမလိုခွင့်တောင်းစရာလည်းမလိုသွားလိုက်ရုံပဲနောက်ကြောင်းအေးတယ်အတားချက်နော်ဟုတ်တယ်ချောနေတာပါကြည့်အာမမေလေးကတကယ်တစ်ခါတွေ့တိုင်းချောလေးဖြစ်နေတင်တော့အခု body ပိုလာလာတင်တော့ကျန်တယ်နေတော့ကြာမလေးကိုအားကြလို့ပါထွက်လာတော့ဟာသူ့ body ကလောကအမိုက်စား FOE သူကစားနေတော့လေဟဲ့ပေါင်130တဲ့ဟုတ်တယ်အဲ့တော့ကြာပါတယ်ဟုတ်တယ်အဲ့လိုမျိုးတွေချနိုင်တာတကယ်သူ့လေးစားတယ်သူအရင်လုံနိုင်တယ်တကယ်တော့ဂျင်မာသူလည်းဟန်တော့ဖြစ်တယ်ဟုတ်တယ်နောက်ဒီတော့ကတော့ကိုယ် body ဘိုက်တာကျောင်းလေးပြီးတော့ကြိုက်တဲ့အစိတ်ပိုင်းလေးပြောပြလိုက်ပါသူအပြုံးလေးကိုကြိုက်တယ်သူပချိုင်လေးတင်တော့ကြာအဲ့လိုအပြိုးအစုံနဲ့စိတ်လေးသဘောကြာညစ်ခေဘူးလေတင်တာစိတ်ဆိုးရင်စိတ်ဆိုးမသိရပါဘူးဆိုချစ်လို့မပြောနဲ့အဲ့ဒါသူစိတ်ဆိုးတာအဲ့လိုမျိုးပါအရင်လေလို့သူကပြောအရင်ချစ်ဖို့ကောင်းတာလေစိတ်ဆိုးနေတာမှအတန်းအဲ့လိုဖြစ်တယ်လုံးဝစိတ်ဆိုးတဲ့တမ်းမဖြစ်ဘူးကြာလေတင်တော့အဲ့လိုမပြောနဲ့သူစိတ်ဆိုးတာအဲ့ဆိုလည်းနည်းနည်းဆက်နော်အဲ့လိုနော်တကယ်စိတ်ဆိုးတဲ့အချိန်မကြုံဘူးလို့နေမယ်ဒါနဲ့ခီးတဲ့မြက်သွားတယ်အရင်ပြီးခဲ့နော်ဟိုးနှစ်တည်းသွားပြတယ်ဒီလိုပဲ public မှာဒါမှမဖြစ်တာကိုရီးယားပုံမတင်တာမနော်မတွေ့တာပုံပြင်မလာမြန်ဖြစ်တယ်အကြိုက်ဒီလိုကိုကြီးအပြိုးကြီးဖြစ်ပြီးအကုန်လုံးတောက်ပပြီးလှပနေတယ်မြောက်စလုံးကဟုတ်တယ်အဲ့လိုအဲ့တော့အကြိုက်တယောက်တည်းပဲတောက်ပတာချင်းတူတာပေါ့နော်ဒီဘောချစ်ဘလို့မြင်လဲဒီဘောကတော်တော်ကြီးတယ်အေးဟုတ်တယ်ကားပြောတာလားကြိုက်လားဘောကြိုက်လားဟောအကြီးသေးပေါ်မူတည်တယ်ကြီးတော့ကြိုက်တယ်ပေါ့နော်ကိုရီးယားကြီးပဲကြိုက်တာဟုတ်တယ်ကားကြီးတာကိုပြောတာကားကြီးမှအဆင်ပြေမယ်လို့နော်ဒီဘောတော့ကိုလည်းတဘောသားကြနေရောဆိုကြီးလဲကြီးတယ် luxury လဲမှုလဲပါတယ်ဆိုတော့အဲ့ဒါကိုရီးယားဘောမဲပဲကိုလေးအမဲပဲကြိုက်တာပဲဒါပေမဲ့အဖြူလဲမစိုးမိုက်တယ်ဟုတ်တယ်ဟိုပြန်ရောက်တော့အဖြူကပိုစင်းအမဲပဲစီးနေစားထင်တယ်အဲ့တော့ဘောဖြူလေးပဲရွေးလိုက်ပါโอเคကိုဘောယူလေးတယ်မတော့အခုကျအနီးဆိုဘောမဲပဲပြောင်းစီးလိုက်တော့မယ်နော်